Hello အလုံးမင်္ဂလာပါနော်ဟိုစားလေးကျမတို့အလင်းပါလို့နော်ဘာဖြစ်လို့အလင်းပါလို့နှုတ်ဆက်တယ်လဲဆိုလို့ရှိရင်ခုလိုလောဆယ်ပါကျမနာမည်အလင်းဖြစ်နေလို့ပါဘယ်လိုပြောရမလဲဆိုရင်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ပေါ့ကျမတော့ဟိုစားမကောကနေစပေးရှောင်းအနေနဲ့ရန်ကုန်ကိုရောက်လာခဲ့တဲ့ဒုတိယပါဒါပေမဲ့လည်းဘယ်လိုခေါ်မလဲဒီတိုင်းအားနေမဲ့တူတော့ကျမရဲ့တတ်ထားတဲ့ကျမတီးတဲ့တမတီးတဲ့လောက်ကျမစူးစမ်းခဲ့တဲ့လောက်ကျမတီးထားတဲ့10နှစ်တာကာလကျမစူးစမ်းထားတဲ့ကြောက်လောကပေါ့နော်ဘယ်လိုခေါ်မလဲအရန်ကိုအစစ်မြင့်နဲ့ကြောက်အနေထားမဟုတ်ဘူးဆိုရင်ဒါမှလေပေါ့နော်ဟိုမပူမပန်နေနိုင်တဲ့စားနိုင်တဲ့အဆင့်ရောက်အောင်ပေါ့နော်သုံးပိုးပေးနိုင်မဲ့ဟိုစားဘယ်လိုခေါ်မလဲကြောက်ပညာလောက်တော့ကျွန်မတိထားတယ်ပေါ့နော်အဲ့ခါကျတော့ကျွန်မဒီနေ့ကစပြီးမှကျွန်မကတရက်ကိုဗီဒီယို3ပုတ်တင်ပါမယ်စိတ်ဝင်စားတဲ့သူများကျွန်မရဲ့အကောင့်ကိုပေါ့နော် like and follow လုပ်ထားလို့ရပါတယ်like လည်းပြီးလို့ရတယ်အသေးလည်းပြီးလို့ရတယ်ကျွန်မကဘယ်လိုခေါ်မလဲမုတ်ကုမာနေတဲ့အလင်းပေါ့နော်ပြောရမယ်ဆိုတော့ကျွန်မအရန်တက်တိရှိတယ်ပြီးကြလို့ရှိရင်ကျွန်မကအရန်လည်းဘယ်လိုခေါ်မလဲဘယ်လိုခေါ်မလဲကိုပေါ့နော်confident အမြဲတမ်းထည့်ထားတာပေါ့နော်လူတယောက်ကကိုယ်ဘလို့ကြည်နေလဲလူတယောက်ကကိုယ်ဘလို့အနေထားနဲ့ထင်လဲဆိုတော့ကိုယ်ဘယ်တော့မှမစင်စားခဲ့တဲ့လူတယောက်ပေါ့နော်ကိုယ်ဘလို့ပဲပုံစံပဲနေမနေငါအလုပ်ကြိုးစားရင်ငါတနေ့အောင်မြင်မှာပဲဆိုတဲ့စိတ်ကိုအမြဲတမ်းတွေးထားတဲ့သူတယောက်ဖြစ်တယ်ကျမကြောက်မြင့်လောကထဲမှာဝင်ခဲ့တဲ့ချိန်ကျမကလေးနဲ့ရောက်ရှိပြီကျမသမီးအငယ်မလေးတစ်နှစ်ကျော်မှာကျမဒီကြောက်မြင့်လောကထဲမှာဝင်ခဲ့တယ်အခုကျမသမီးကအခုချိန်မှာ17နှစ်ရှိပါပြီအားကျကျမရဲ့ကြောက်မြင့်ယတနာလောကထဲမှာဝင်လာတာကြောတော့ဗောနော်ဘလို့ခေါ်မှာအတိကတော့မုံကိုကြောက်ဗောနော်မုံကိုကြောက်လောကထဲမှာကျမဝင်လာတာ10နှစ်ရှိခဲ့ပြီဒါပေမဲ့လည်းကျမအခုလိုက်လွင့်တာကတော့4နှစ်ရှိခဲ့ပြီဗောနော် TikTok မှာတော့ကျမတိတ်မတင်ဘူးမဖြစ်ခဲ့ဘူးဗောနော်အခုအချိန်မှာကျမကျတော့လိုက်စင်နားနေတဲ့အတွက်ကြောင့်မလို့အားနေတယ်ဆို TikTok မှာအပြင်းပြေစော့ရင်းနဲ့ဒီတခုထားမိလာတယ်ကိုဘယ်လိုမျိုးစဉ်းစားမိလာလဲဆိုလို့ရှိရင်အလင်းနေတဲ့နားနေမဲ့အစားနဲ့တက်တလောက်လေးနေတိတလောက်လေးနဲ့ဝေမျှကြည့်ပါလားပေါ့နော်အားနေတာပဲဆိုပြီးကိုပြောမိရပေါ့နော်ကျွန်မဒီရဲ့ like စေးကိုအပလဲဒီလိုခေါ်မလဲဒီ post ကိုတင်ရချစ်ဖြစ်ပါတယ်လို့ဒီနေ့ကစပြီးမှကျွန်မကတော့တက်နိုင်ပဲဖက်ကနေဥပမာမြန်မာနိုင်ငံအနက်မှာနေတဲ့လူပဲဖြစ်ဖြစ်မိုးကိုမြို့ကမိုးကိုသူတွေပဲဖြစ်ဖြစ်ပေါ့နော်အလင်းဆိုတဲ့တူတယောက်ကိုပေါ့နော်တိတဲ့လူလည်းရှိမယ်မတိတဲ့လူလည်းအများစုလည်းရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ကျွန်မကဒီနေ့ကစပြီးမှကျွန်မတက်လောက်ဟာဒီကိုပေါ့နော်ကျွန်မကတရက်ကို3မျိုးဝေမျှသွားမှာဖြစ်ပါတယ်လို့ကျွန်မတင်တန်းဖွင့်စားဖို့ရအစီအစဉ်မဆွဲထားပါဘူးလို့တင်တန်းဖွင့်ရမယ့်အစီအစဉ်လည်းမရှိပါဘူးလို့ပြောလို့ဆိုတော့ကျွန်မကတော့ဒီလိုမျိုးဘ ഹു တုတတွေပြောနေနေကျွန်မကိုလူတိများလောက်အောင်လှုပ်ချင်တဲ့သဘောပါလို့တကယ်လို့ကျွန်မဒီလိုပြောလေစကကြီးပြောနေရမှာမဟုတ်ပါဘူးကျွန်မဒီလိုမျိုးပြောနေရတဲ့အကြောင်းရင်းကတော့ကျွန်မကဒီ TikTok မှာလူတိချင်တယ်ပြီးကြရင်ကျွန်မ Facebook မှာကျွန်မ follower လည်းတိတ်မရှိပါဘူးဒါပေမဲ့